တကြီးပြရမယ့်အချိန်ရောက်ပြီအားလုံးပဲမင်္ဂလာပါကျွန်တော်ချွန်ဖြစ်ပါတယ်ဒီမှာတော့ဘာကိုဘာကြောင့်တကြီးပြရမလဲဆိုတော့ကျွန်တော်တို့လက်ရှိရတယ်ယေရှုခရစ်တော်ဗိမာန်တော်ကနေထွက်ကြွပြီးတန်လင်းတောင်ပေါ်ထိုင်နေချိန်မှာတပည့်တော်တွေကအခြားသူတွေမပါဘဲချင်းကပ်ပြီးတဲ့ကိုရောကြွလာပြီးကက်ကဘာကုန်တဲ့အချိန်မှာဘယ်လိုနမိတ်လက္ခဏာတွေဖြစ်မှာပါလဲဆိုပြီးတော့နောက်ဆုံးသောကာလအကြောင်းမေးလျှောက်လာကြတယ်အဲ့အချိန်မှာယေရှုကတင်းတို့ကိုဘယ်သူမှမလှည့်ဖျားစေခြင်းကတကြီးပြကြတော့လူအများသောသူတို့ကငါသည်ခရစ်တော်ဖြစ်၏ဟုဆိုလျက်ငါ၏ရောင်ကိုဆောင်ရွက်ပေါ်လာတဲ့ဖြစ်လူများတို့ကိုလေ့ထားကြလိမ့်မယ်လို့ယဉ်လုံးပြန်ပြောဆိုလိုချင်တာကတော့နောက်ဆုံးသောကာလမှာနမိတ်လက္ခဏာတွေကိုပဲအာရုံစိုက်မနေပါနဲ့နမိတ်လက္ခဏာတွေကိုပဲအာရုံစိုက်နေမယ်ဆိုရင်အလွယ်တကူလေ့ထားခံရလိမ့်မယ်ဆိုပြီးဖြစ်တယ်ပြီးတော့သင်တို့ဒီစစ်တိုက်ခြင်းအကြောင်းကို၎င်းစစ်တိုက်အံ့သောတည်စကားကို၎င်းကြားရကြလိမ့်မည်သို့တော်လည်းစိုးရင်တုံ့လို့ခြင်းမရှိတဲ့ခြင်းကဒီပြုကြလို့ဒါကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအကြောင်းအရာတွေကကိုယ့်ကိုရိုက်ခတ်နိုင်ကောင်းရိုက်ခတ်နိုင်တယ်ဒါပေမဲ့ဒါတွေကြောင့်စိုးရင်တုံ့လို့ပြီးကိုယ့်ရဲ့အခြေအနေအင်အားတွေခွန်အားတွေကိုကုန်ဆုံးမသွားစေဖို့အတွက်ဖြစ်ပါတယ်။ဒီຢာတွေကဖြစ်ကိုဖြစ်ရမယ်။ဒါပေမဲ့အဆုံးကတော့မဖြစ်သေးဘူးလို့တခင်ရှုပြောခဲ့ပါတယ်။ဟုတ်ပါတယ်။တခင်ရှုပြောခဲ့တဲ့အတိုင်းငါဟာခရစ်တော်ဆိုတဲ့သူတွေအများကြီးပေါ်ပေါက်လာပြီးလေပြားနေကြပြီ။စစ်မဲ့ရဲ့အတန်တွေကြားနေရပြီ။ဒါပေမဲ့ဒါကအဆုံးသတ်မဟုတ်သေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ယုံကြည်သူတွေတတိထားရမှာဖြစ်ပါတယ်။တတိရှိနိုင်ဖို့ကိုယ့်ရဲ့ပုံတက်နေတဲ့ချမ်းသာအုပ်ကိုပြန်လည်ဖတ်ကြည့်ပါ။ညောင်းညပြေကိုစန့်ခဲ့တဲ့ခြေထောက်တွေကိုကိုယ်ပြီးဖျားဖြစ်ရှိဒူးထောက်ကြည့်ပါ။နိုအင်ဆန်နာရီချက်ဖျားခင်လမ်းပြမှုကိုတောင်းခံကြည့်ပါဒီလိုဆိုရင်တော့တတိဆိုတဲ့အရာကကျွန်တော်ဘဝတကယ်ရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ရောင်ဆောင်တဲ့သူတွေရဲ့လေကားခြင်းမခံရဖို့ကြားရတဲ့တည်င်းတွေကြောင့်စိုးရင်တုန်လှုပ်ခြင်းတွေမရှိဘူးကျွန်တော်တို့တွေတတိပြုကြရအောင်